မိစောလို့ပါပဲဘယ်စောစောလို့မလဲရှင်းနိုင်နေမိနစ်တောင်ရှိနေပြီဒီတော့ငါအပေါ်ကတော့မရမယ်နေပိုက်အောင်5 မိနစ်အကြာပြီဒီဆိုမယ်မလီဆရာမလာခင်မောင်လေးအားရလာပြီ